နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်ဩဂုတ်လ20ရက်နေ့မှာဖလန်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအစောင့်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား၎င်းလျှက်စစ်တာဖြန့်ဖြူးရေးလုပ်ငန်း66/17KB 9MBA ဓာတ်ခွဲရုံအစောင့်ပြုပြင်ခြင်းလုပ်ငန်းကို၎င်းမြို့နယ်မိသက်ဦးစီးဌာနရုံးစောင့်နှင့်ဝန်ထမ်းအရာများပြန်လည်ပြုပြင်နေမှုအား၎င်းကြီးစုစစ်ဆေးရာတာဝန်ရှိသူများကလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းရှင်းလင်းတင်ပြကြပါသည်ဒီကနေ့မှာလည်းဒုတိယဝန်ကြီးသည်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်မှုရုံးသို့တွားရောက်ပြီး 6KB watt solar လျှက်စစ်တက်ဆင်ပြီးရုပ်လုပ်ငန်းဆောင်ရွက်နေမှုအားတွားရောက်ကြည့်ရှုစစ်ဆေးပါတယ်အဲဒီမှာတစ်ဆင့်လမ်းဦးစီးဌာနမြို့နယ်ဦးစီးရာရှိရုံးနဲ့မြမစီပွားရေးဘဏ်ပြန်လည်ပြုပြင်နေမှုများကို၎င်းခရိုင်ပညာရေးမှုရုံးဝန်ထမ်းအိမ်ယာပြုပြင်နေမှုအား၎င်းကြည့်ရှုစစ်ဆေးပါတယ်ချင်းပြည်နယ်အတွင်းအကြမ်းဖက်ဖြစ်စဉ်များကြောင့်တစိမ့်တစ်ပိုင်းပျက်စီးသွားတဲ့တီးတိန်တွန်းဆန်နဲ့ဖလန်မျိုးရှိခရိုင်နဲ့မြို့နယ်စဉ်ဌာနဆိုင်ရာရုံးစောင့်များကိုအမျိုးသားသဘာဝဘေးအနေဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေဖြင့်ပထမဆင့်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာဖလန်းမြို့နယ်အတွင်းဒဇယ်တစ်ပိုင်းပျက်စီးတဲ့ဌာနဆိုင်ရာအဆောက်အုံ208လုံးပြင်ဆင်လျက်ရှိရာ19ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းလည်းသိရပါတယ်။အလားတူတီးတိမ်မြို့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနဲ့တာဝန်ရှိသူများသည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတီးတိမ်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးလက်ထောက်ညွှန်ကြားရေးမှူးနေအိမ်ပြင်ဆင်ခြင်းလုပ်ငန်းမြို့နယ်သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနဖုန်းတော်ကြီးတင်ပညာရေးကျောင်း KG ကျောင်းဆောင်ပြင်ဆင်ခြင်းလုပ်ငန်းအားကြီးစုစစ်ဆေးပါတယ်။ဆက်လက်ပြီးမိခင်နယ်ကလေးကျန်းမာရေးဌာနမှ KI နဲ့မြို့နယ်မိခင်နဲ့ကလေးဆောင်ရှောက်ရေးတင်မြို့သမီးရာဖွဲ့တို့မှကြီးမှုကျင်းပတဲ့စံပြမိခင်ပြိုင်ပွဲနဲ့အသက်2နှစ်အောင်စံပြကလေးပြိုင်ပွဲကျင်းပနေမှုခြင်းများအားကြီးစုအားပေးပြီးဂါထာပြည့်ဆက်စာများနဲ့ကလေးများတွေအယုတ်နဲ့ကစားစရာပစ္စည်းများပေးရခဲ့ကြောင်းသိရပါတယ်။ထို့အတူတွန်းဆန်မြို့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီတွင်ရမှုသည်တစိမ့်တစ်ပိုင်းပျက်စီးသွားတဲ့ဌာနဆိုင်ရာစောက်အုံများပြုပြင်ခြင်းလုပ်ငန်းများဖြစ်တဲ့မြို့နယ်တို့အုပ်ချုပ်ရေးဦးစီးဌာနစောက်အုံပြုပြင်ခြင်းလျှက်စစ်လေကန်တွေဝန်ထမ်းအရာပြုပြင်ခြင်းမြို့နယ်လျှက်စစ်ရုံပြုပြင်ခြင်းမြမတန်နဲ့ရုံမြင့်တန်ကြားထပ်ဆွလင်းဆက်ရုံနှခမ်းတွေဝန်ထမ်းအရာပြုပြင်ခြင်းစိုက်ကလုံးချက်တာပြုပြင်ခြင်းများအားကွင်းစင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းနဲ့တစိမ့်တစ်ပိုင်းပျက်စီးတဲ့ဌာနဆိုင်ရာစောက်အုံ42လုံးပထမဆင့်ပြုပြင်ခြင်းအတွက်လုပ်ငန်းများအားလုံးရဲ့16ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်ခင်ဗျာ။